ငကားတွေကဘယ်ကလာလဲငကားတွေရဲ့နည်းနည်းတဲ့လူဝက်ချက်ကဒနာရီလားအမှန်တရားလားဆိုတာကိုကျွန်တော်ဒီနေ့မှာပြောပြပေးသွားမှာပါမိတ်ဆွေတို့တခါတလေကျွန်တော်တို့ရဲ့စိတ်ထဲမှာမေကွန်းလေးတစ်ခုကတိတ်တိတ်လေးတွေးနေတတ်ပါတယ်ငကားတွေကတကယ်ပဲရှိရလားဒါမှမဟုတ်ကျွန်တော်တို့လူသားတွေစိတ်ကူးယဉ်ထားတဲ့အရာတစ်ခုပဲလားတကယ်ပဲငကားတွေကဘယ်ကလာလဲဘယ်အချိန်မှလူတွေရဲ့စိတ်ထဲကိုဝင်လာလဲဒီမေကွန်းရဲ့အဖြေကိုကျွန်တော်နဲ့အတူတူရှာဖွေကြည့်လိုက်ရအောင်ငကားတွေအကြောင်းမပြောခင်ကျွန်တော်တို့ရဲ့ channel လေးမှာဒီလိုစိတ်ဝင်စားဖို့ကောင်းပြီးဘ ഹു တုတရစရာဗီဒီယိုတွေအများကြီးတင်ပေးထားပါတယ်နောက်ထပ်လည်းအများကြီးတင်ပေးသွားအောင်ပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီး support ပေးခဲ့လို့ရပါတယ်ကဲငကားတွေအကြောင်းပြန်ဆက်ရအောင်သမိုင်းဝင်မှတ်တမ်းတွေထဲမှာဆိုရင်ငကားတွေဟာနေရာဒေသအလိုက်ပုံစံမျိုးမျိုးနဲ့ပေါ်ပေါက်နေတာကိုတွေ့ရပါတယ်အန်ဩစရာကောင်းတာကအရှေ့တိုင်းရည်ကြည်မှုတွေမှာငကားတွေကိုတာယာဝါပြောခြင်းကံကောင်းခြင်းတွေကိုယူဆောင်ပေးတဲ့နတ်ဖျားတွေအဖြစ်ထင်မြင်ကြပါတယ်တရုတ်ဗီယက်နမ်မြန်မာဂျပန်တို့လိုနိုင်ငံတွေမှာဆိုရင်ငကားတွေဟာမိုးရသွန်းမှုကိုထိန်းချုပ်နိုင်တဲ့သူတွေပြီးတော့ရှေးဘရင်မင်းဆက်တွေရဲ့မျိုးရိုးတွေဖြစ်တဲ့လို့ပါယုံကြည်ကြပါတယ်အထူးသဖြင့်တရုတ်ပြည်မှာဆိုရင်ငကားတွေဟာကောင်းသောအဖွဲ့အစည်းတစ်ခုရဲ့တင်ကေတာနဲ့ကြီးမြတ်ခြင်းရဲ့ပြရုပ်တစ်ခုပဲဖြစ်ပါတယ်အနောက်တိုင်းကငကားပုံမြင်တွေထဲမှာကောဘာတွေဖြစ်နေမလဲအနောက်နိုင်ငံတွေမှာကြတော့ငကားတွေကိုကြောက်စရာကောင်းတဲ့အန္တရာယ်တစ်ခုအဖြစ်သတ်မှတ်ကြပါတယ်ဥရောပဒဏ္ဍာရီလာပုံမြင်တွေထဲမှာဆိုရင်ငကားတွေဟာသူရဲကောင်းစစ်တီတော်တွေရဲ့အကြီးမားဆုံးသောစိန်ခေါ်မှုတိုက်ခိုက်ချေမှုန်းရမယ့်ရန်သူတွေအဖြစ်ပုံဖော်ပြလေးရှိပါတယ်ရတနာတွေကိုစောင့်ရှောက်ပြီးမိတွေမှုထုတ်တတ်တဲ့ကြောက်စရာကောင်းတဲ့တတ္တဝါအဖြစ်ထင်ရှားပါတယ်ဒါဆိုရင်ငကားတွေဆိုတာတကယ်ပဲရှိခဲ့တာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့စိတ်ကူးယဉ်မှုတသက်ပဲလားသိပ္ပံပညာရှင်တွေရဲ့အမြင်အရပြောမယ်ဆိုရင်ငကားတွေဆိုတာလူသားတွေရဲ့ထက်မြက်တဲ့စိတ်ကူးစိတ်သန်းနဲ့သဘာဝလောကကြားကထူးခြားတဲ့ပေါင်းဆက်ဖန်တီးမှုတစ်ခုလို့ယူဆကြပါတယ်မြေကြီးထဲမှာတွေ့ရတဲ့ဒိုင်နိုဆောအယိုးကြီးတွေဒါမှမဟုတ်တခြားထူးခြားတဲ့ရှေးဟောင်းတိရစ္ဆာန်တွေရဲ့အယိုးစုတွေကိုရှေးခေတ်လူသားတွေကငကားလိုအထင်မှားခဲ့တာဖြစ်နိုင်ပါတယ်ပြောရရင်အယိုးစုတွေထက်ကျွန်တော်တို့ရဲ့စိတ်ကူးစိတ်သန်းကပုံမအစွမ်းထက်တယ်ဆိုတဲ့သဘောမျိုးပါတချို့အယူအဆတွေကငကားတွေဟာမျိုးစုံသောတိရစ္ဆာန်တွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပေါင်းစပ်မှုဖြစ်တယ်လို့လည်းပြောကြပါတယ်ငွေတကောင်ရဲ့တန်မာတဲ့ခန္ဓာကိုချင်းသေးတကောင်ရဲ့ခွန်အားပြင်းတဲ့ဥခေါင်းလေထဲကိုပြန်ဝဲနိုင်တဲ့ငှက်တကောင်ရဲ့အတောင်မှန်စတဲ့အင်္ဂါရွက်တွေကိုစိတ်ကူးယဉ်ပြီးပေါင်းဆက်ဖန်တီးထားတဲ့တတ္တဝါတစ်မျိုးပါဒါကြောင့်မဲ့ငကားတွေဆိုတာတကယ်ရှိတယ်ဆိုတာထက်လူသားတွေစိတ်ကူးယဉ်ထားတဲ့ပြရုပ်သင်္ကေတတစ်ခုဖြစ်လာတာပါတကဘာလုံးကယုံကြည်ခဲ့ကြတဲ့ငကားတဏ္ဍာကြီးဆိုတာကတော့ဘာများဖြစ်မလဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကကဘာပေါ်ကလူတိုင်းကြီးပါဟာငကားတွေတကယ်ရှိတယ်ဆိုတာကိုယုံကြည်ခဲ့ကြတာပါအာဖရိကတိုက်ရဲ့တောင်ဘက်အစွန်းကနေဥရောပတိုက်နဲ့အရှေ့တောင်အာရှကလူမျိုးတွေအထိပါငကားတွေဟာတနည်းနည်းနဲ့သူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဒဏ္ဍာရီသူတို့ရဲ့ဓလေ့ထုံးတမ်းတွေထဲမှာပါတစိမ့်တစ်ပိုင်းအနေနဲ့ပါဝင်နေခဲ့တာပါဒါတွေဟာတကယ်ထူးခြားတဲ့အရာပါဘာလို့လဲဆိုတော့ပွဲပြခြားနားတဲ့လူမျိုးတွေကတူညီတဲ့ငကားဆိုတဲ့အကြောင်းအရာတစ်ခုကိုကိုယ်ပိုင်ထင်မြင်ယူဆချက်တွေနဲ့တီးခြားစီစဉ်းစားခဲ့ကြပေမဲ့နောက်ဆုံးမှာတော့တူညီတဲ့ပုံစံဒါမှမဟုတ်စင်တူတဲ့ဒဏ္ဍာရီပုံစံတစ်ခုကိုဖော်ထုတ်နိုင်ခဲ့ကြလို့ပါဒါကြောင့်ပဲငကားတွေဟာဘေးတင်လားသမိုင်းလားတဘာဝလားဆိုတာတကယ်ကိုနည်းနည်းတဲ့အရာတစ်ခုဖြစ်လာပါတယ်နောက်ပြီးတော့ငကားတွေဟာလူသားတွေရဲ့စိတ်ထဲကိုဘယ်အရာကနေစပြီးတော့ဆွဲမြဲသွားတာလဲဘယ်တော့မှသူတို့ကိုမမြင်ဘူးဆိုရင်တောင်သူတို့ကိုယုံကြည်တာကတကယ်အရှိန်အဟုန်နဲ့ပံ့ပိုးနေကြတဲ့လူသားတွေရဲ့စိတ်ကူးယဉ်အားပဲဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်ငကားတွေဆိုတာကဘယ်သူမှသိချမြင်မှုကြတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့အားလုံးရဲ့ယုံကြည်စိတ်နဲ့ပဲရှိနေတာမျိုးပါသူတို့ဟာကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကိုပုံဖော်ခဲ့ပြီးကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုနှုံးဆော်ပေးခဲ့တဲ့ထာဝရဒဏ္ဍာရီဆန်တဲ့သင်္ကေတတစ်ခုပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူကြီးမင်းတို့ရဲ့အမြင်ကိုလည်း comment မှာပြောသားခဲ့လို့ရပါတယ်ဒီဗီဒီယိုလေးကအကျိုးတစ်စုံတရာရှိခဲ့တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါအောင်ခင်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်